ဆိုင်လေးကိုတိုးချဲ့ကျင်တာစုထားတဲ့ပတ်စံလေးကတိတ်မလောက်သေးဘူးဒီ crypto ဆိုတာကတကယ်မြတ်တာလားမသိဘူးဟာစီတူကလည်းအခုမှအကုန်နေရသလားကွာမင်းမလို့ဟာကို ဟယ်လိုအေးဟုတ်တယ်ပြီးခဲ့လားငါ crypto မှာ350ထည့်လိုက်တာအခုတစ်လအတွင်း2ဆပြန်ရနေပြီကွာအခုခွင့်ရေးတစ်ခုထပ်လာတယ်ဒီ exchange ကနေအခုချက်ချင်းဝင်ရင်3-4သားလောက်ထပ်မြန်အောင်ပါမင်းထည့်မှာလားโอเคငါစီကိုအခုပဲငွေလွှဲလိုက် ဟိုညီလေးစောစောက crypto ဆိုလား3-4စမြတ်တယ်ဆိုတာတကယ်လားဟဲ့ဦးကြီးလဲစိုင်တိုးချက်ဖို့စုထားတာနေရှိလို့ ဟာဦးကြီးကကန်ကောင်းတာပဲနေရာလွတ်တနေရာပဲကြံတော့တာကျွန်တော်ရဲ့ကိုယ်ပိုင်အကောင့်ထဲကိုငွေရင်လွှဲပေးလိုက်ကျန်တာအကုန်လုပ်ပေးမယ်တေချာပေါက်မျက်စေရမယ်အေးအခုပဲလွှဲပေးလိုက်မယ်ဟာစပိတ်သွားပြီငါရဲ့စိုင်တိုးချက်မဲ့ပတ်စံလေးတွေအကုန်ပါသွားပြီ စစ်ဆေးပါကိုနားမလဲတဲ့လုပ်ငန်းတစ်ခုမှာငွေထည့်ပြီးအမြတ်ရဖို့မျှော်လင့်တာဟာအလွန်အန္တရာယ်များပါတယ်ရင်းနှီးမြှုပ်နှံမှုလိမ်လည်သူတွေရဲ့လက္ခဏာတွေကတော့ crypto forex စတဲ့နားလည်ရခက်တဲ့စကားလုံးကြီးတွေသုံးပြီးဆရာကြီးဟန်ဖန်လေးရှိတယ်အချိန်တိုအတွင်းတေချာပေါက်အမြတ်ကြီးရမယ်လို့အာမခံတယ် စီတူရဲ့မင်းအားပြည့်တဲ့အထိငါခဏလေးတောင်မဆောင်နိုင်ခဲ့ဘူးလောဘညံအောင်ဖုံးထားတာပဲ လောကမှာဘယ်အရာမှလွယ်လွယ်မရပါဘူးအမြတ်ကြီးကြီးနဲ့များလာရင်တေချာစုံစမ်းပါ